နေတာအရန်ပူအိုက်တော့မှပဲတတိယရဒါလေးတွေ90ရှိပါလားဆိုပြီးတော့လေအဲ့လိုမျိုးတတိယကုမတတိယဒီလားစိုက်ကကြတော့80 90 100ဆိုပြီးတော့3ဆိုင်လာမယ်တစ်နှစ်ကနေပြီးတော့ဗော2နှစ်ခွဲ3နှစ်ဝင်ကြလောက်ဒီဝလို့ရပါရဲ့ရှင်ဒီမှာအသားချက်ချိုးဒီမှာဒါမျိုးကတော့ဝါသားဤတုံစင်းနေရဟာလေးတွေပါအဲ့ဒါကိုမှတစ်ထည်ကို9800နဲ့ပဲပေးမယ်နော်ပြီးတော့9800နဲ့ပဲပေးပါမယ်ရှင်ဒီမှာဒါဟိုးအရင်မနစ်တော့ကဈေးအတိုင်းပေါ့နော်ဖြူရောင်းတာတော့မဟုတ်ဖြူလေးလာတာလည်းပြောပြတာအရင်မနစ်တော့ဈေးအတိုင်းပဲရမယ်ဒီမှာကြည့်စတစ်ကာလေးဆိုဒါမျိုးလေးပါမယ်အရန်လာတာသူ့ဟာတော့နော်1 set မဟုတ်နော်1 set မဟုတ်အင်းကြီးတစ်ထည်လေးပဲနော်အင်းကြီးတစ်ထည်လေး9800အရန်တက်နေပြီဝါသားလေးဒီမှာဒါလေးဆိုလို့ရှိရင် strawberry ပုံစံလေးဒါလေးဒီမျိုးအစင်လေးပါမယ်ပြီးရင်ဒီဟာလေးအဖြူလေးဒါမျိုးလေးပါမယ်ပြီးပန်းရောင်လေးပြီးလို့ရှိရင်ပန်းရောင်လေးကိုမှဒီမှာဒါမျိုးစတစ်ကာလေးဒါပုံစံလေးလည်းပါမယ်ပြီးခရမ်းလေးကိုမှဒါမျိုးစတစ်ကာလေးနဲ့အဲ့လိုမျိုးဟာလေးပါပါမယ်ရှင်ဒီအင်ဂျီတစ်ထည်ဝမ်းရွှင်ကျိုးတစ်ထည်ကိုမှ9800နဲ့ပဲလာယူပါရှင်